တော့ရှိလေချင်တာပေါ့နော်ဖိတ်လိုက်ပါမယ်ကိုကြီးစစ်မလာနိုင်လဲရပါတယ်ဘာမှတော့ဖြစ်ပါနားလေပေးမယ်ကိုကြီးစစ်မှုဟုတ်ပြီလား ဒီလာတော့ပွဲစဉ်ချက်သွားပြီအဲ့ဒါလည်းများသွားပြီဆိုတော့လက်တွေရမ်းခါနေလက်တွေခါနေ အဲ့ဒါဆိုလဲဟုတ်အဲ့ဒါဆိုလဲဒီတိုင်းပဲလာကြည့်ဒီတိုင်းပဲလာကြည့်လိုက်တော့ငယ်ချင်းထရန်က ရှ ခု င်းပြမှာပါရှင်းပြမှာနော် ထရန်ကခုလေသူ့မိန်းမနဲ့လေအဆင်ပြေမလားသူ့မိန်းမကိုလည်းကြိုက်တယ်ဆမ်းမတို့ကတက်တော့မှာ ဘယ်လိုတော့ ထရန်ရဲ့မိန်းမလေနာမည်တော့မေ့တယ်နာမည် အော် စွာတဲ့ပုံစံမျိုးအသက်လဲကွာ ဒီတမရလေအခုလက်ရှိတမရမှန်ကန်သူကိုယ်တိုင်လည်းဝင်မခိုးလူဆိုတော့ကွာသူတို့နဲ့သူတို့ဘဝမှာလည်းသူတို့ကောင်းခဲ့တာရှိတယ်ဆိုးခဲ့တာရှိမှာကွာဒါပေမဲ့သူ့နိုင်ငံတော့သူရမ်းကောင်းတယ်ဒီ ထရန်က ဒီနိုင်ငံတော့ရမ်းကောင်း ထရန်ကဆက်လာချင်းတော့သူ့လူတွေကလေတိတ်ပြောမကြိုက်ကြဘူး မုန်းတယ်လို့မုန်းတာဟိုဘက်ကတော့ရမ်းမုန်းတာပေါ့ဟိုဘက်ကတော့ရမ်းမုန်းတာပေါ့ အခုကျတော့ သူ့နိုင်ငံအတွက်သူကောင်းတယ်ကွာသူကလို့ရင်သူ့နိုင်ငံအတွက်တော့တားလို့သူများနိုင်ငံတွေသူများနိုင်ငံတွေကိုမကြည့်ဘူးကျန်တဲ့ဟိုဘက်ပါတီကသူများနိုင်ငံတွေကိုကြည့်တယ်သူများနိုင်ငံတွေကိုရမ်းထောက်တယ်ခိုးလဲခိုးတယ်ဟိုဘက်ပါတီကမြန်မာနိုင်ငံကိုရမ်းကူတယ်မြန်မာနိုင်ငံအတွက်ဆိုသူတို့ပတ်စံတွေရမ်းထုတ်ပေးတယ်ကွာဒီလားဒါပေမဲ့သူတို့ထုတ်ပေးတဲ့အတိုင်းမရဘူးဒီလားမြန်မာနိုင်ငံကသူတို့အကြီးကျယ်တွေကရမ်းခိုးကြတယ်အဲ့ဒါမှ VOA လည်းပါ VOA လည်းရမ်းခိုး VOA ကလည်းတစ်ဖက်ဆောင်းပြီလားအဲ့ကျွန်တော်မကြိုက်ရကြ VOA ကမြန်မာနိုင်ငံအတွက်ရမ်းကောင်းတယ်ပြီလားလုံးဝကောင်းတယ်တကယ်ကောင်းတယ်အဲ့ဒါကိုကြိုက်တယ်ကွာကိုမြန်မာနိုင်ငံအတွက်ကောင်းတယ်ဆိုတော့ကြိုက်ပေးတာပေါ့ကွာဒါပေမဲ့သူတို့တွေကပခိုးပဲပေါ့မလို့ ဟုတ်လား ဒီကောင်တွေ VOA ကိုလေအဲ့ဖိုးဘက်ပါတီကပတ်စံနေပြိုင်ပြီးတိုင်းမီလီယံတွေဘယ်လောက်တွေပေးတာဒီလားမြန်မာ VOA မြန်မာကိုလေအဲ့ဒီပတ်စံတွေကသူတို့ကလိုက်လဲလွှင့်နေကွာသူတို့ project တွေလုပ်ရတော့တုံးရတာဟုတ်ဒါပေမဲ့သူတို့တုံးရတာတဲ့ကုံတဲ့ဟာနဲ့ဘလို့နဲ့မဟုတ်ဘဲနဲ့အဲ့ကုံကြစိတ်ထက်သူတို့ကကုံကြစိတ်တဲ့သူက10ဆလောက်ကပို့တောင်းတာကွာတောင်းတိုင်းပေးတယ်လေအစိုးရဟိုဘက်ဆိုတော့တကယ်အပေးကန်းရောသူလို့အခုတာလည်းတော်တော်လေးခိုးတာ VO ရဘယ်လောက်တောင်းလဲဆိုတော့ဥပမာ VO ရကမီလီယံ50တောင်းရင်နားတယ်သူက100ဆိုပြီးတင်လိုက်ကြတယ်တိတော့အဲဟိုဘက်အစိုးရရဲ့ပေးမဲ့ကောင်တွေက100လို့တင်အစိုးရဘတ်ဂျက်က100ကျလား50ကသူတို့ဘက် VO 50ပေးအဲ VO ရလည်း50ရပဲသူတို့တကယ်လည်းလက်ရှိသုံးတာ20တော်လောက်သုံးတယ်25လောက်သုံးတယ်အဲ25လောက်ကသူတို့ဖြန့်ဖြောင်းတော့ဗါဒီလားအဲ့လိုအခုဒီအစိုးရမဟုတ်ဒီအစိုးရကျတော့ပေးလည်းမပေးဘူး